မင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တာကတော့SIDS Sudden Infant Death Syndrome လို့ခေါ်တဲ့ကလေးသူငယ်ချက်ချင်းတေပြမှာတေဆုံးမှုပေါ့တေဆုံးမှု syndrome ဆိုတာ symptom complex ပေါ့ပေါင်းစုထားတဲ့diagnosis အကြောင်းပြောချင်ပါတယ်SIDS SIDS ဆိုတာAmerican နိုင်ငံမှာတစ်နှစ်လုံးမှာပေါ့လေ3500လောက်တေဆုံးမှုကလေးတေဆုံးမှုတစ်နှစ်ကိုရှိပါတယ်အဲ့တော့ပြောမယ်ဆိုရင် mortality rate အရာပြောမယ်ဆိုရင်တစ်နှစ်မှာတစ်နှစ်အောက်ကလေးတေဆုံးမှုမှာအများဆုံးသော first mortality rate ကSIDS ကြောင့်ဖြစ်ပါတယ်SIDS ကြောင့်ပြောမယ်ဆိုရင်တော့အများကြီးပါကြိုးပြောမယ်ဆိုရင်တော့SIDS ကိုဘယ်လိုသတ်မှတ်တယ်လို့ပေါ့ဘယ်လိုသတ်မှတ်တော့ဆိုတော့SIDS ဆိုရင်ကလေးဒီဘာမှယောဂအခမ်းမရှိရဘူးသူက normal ပဲဒီတိုင်းပဲတာမန်တိုင်းပဲကောင်းတယ်အကုန်လုံးကောင်းနေရတယ်ရုပ်တရက်ချက်ချင်းဆိုတယ်လို့တေဆုံးသွားတယ်ပေါ့ဘာအကြောင်းပြချက်မှမရှိဘူးဂျန်ရဲ့အကြောင်းအရာတွေကိုအကုန်လုံးဖယ်ထုတ်ပြီးတော့မှSIDS ဆိုတဲ့ diagnosis ကိုရပါတယ် it's a diagnosis of exclusion ပေါ့ most likely ကျွန်တော်တို့ဟိုမှာဆိုရင် ICU မှာဆိုလည်းအဲ့တိုင်းပဲကလေးတွေတေးပြီးတော့ရင်ဟာဘာကြောင့်တေးတော့ဘာမှမကြည့်ဘူးနာစီချောင်းဆိုးတော့မဖြစ်ဘူးကလေးကအကောင်းကြီးပဲညမနေ့ကျမှအသက်ရှူချက်သွားပြီးဆုံးသွားတယ်ဆေးရုံပြေးလာတယ်ဆေးရုံရောက်တော့အသက်ကယ်ဆေးတွေထိုးတယ်အကုန်လုံးလုပ်တယ်မရတော့ကလေးကဆုံးသွားပြီဆိုရင် autopsy ပို့ရတယ်အဲ့ဒါ forensic autopsy ကအကုန်လုံးကြည့်တယ်နှလုံးတွေကိုခွဲကြည့်တယ်အဲ့ bike ကိုခွဲကြည့်တယ်အကုန်လုံးယောဂတွေရှိလား tissue စာတွေထုတ်တယ် brain ကနေလည်းအကုန်လုံးယူတယ်အကုန်လုံး autopsy တွေလုပ်ပြီးမှဘာမှမတွေ့ဘူးဘာမှမတွေ့ဘဲနဲ့ကလေးကဆုံးသွားတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒါကို SIDS အနေနဲ့သတ်မှတ်ပြီးတော့မှ diagnose လုပ်ပြီးတော့မှ SIDS ကြောင့်တေဆုံးသွားပါတယ်ဆိုတော့ diagnosis of exclusion ပေါ့လေ SIDS ကနောက်တစ်ခုကဘာလို့ SIDS ဖြစ်တုံးဆိုတာပြောရတာအခုတည်းဘာအကြောင်းဖြစ်တုံးဆိုတာအကြောင်း theory ရောမျိုးစုံရှိရပါလေအဲ့ဒီထဲမှာtriple theory ဆိုတာကတခုကတော့နည်းနည်းရေးပန်းစားတာပေါ့လေ triple theory ဆိုတာပထမစားခြင်းကလေးဒီ brain abnormality တခုရှိရမယ်။ဘာအကြောင်းဖြစ်တယ်ဆိုတာ brain abnormality ရှိရမယ်။ပြီးတော့ကလေးဒီ triggering event တခုရှိရမယ် for example ကလေးဒီမှောက်ရက်နဲ့အိတ်တယ်ပေါ့လေ။အမေနဲ့အတူတူအိတ်တယ်အဲ့လိုဟာမျိုး triggering event တခုရှိရယ်။နောက်တစ်ခုကကျတော့ကလေးဒီ6 months 6လအောက်ကလေးဖြစ်တယ်ဆိုရင်အဲ့ risk ကအများများသွားပြမှာအဲ့ဒါကြောင့်မလို့ဖြစ်တယ်ဆိုပြမှာထင်ကြတယ်ပေါ့၃မျိုးပေါ့လေနောက်တစ်ခုကကျတော့ကလေးတွေမှာဘာဖြစ်တုံးဆိုတော့တချို့researcher တွေပေါ့လေ research လုပ်တဲ့ SIDS ကို research လုပ်တဲ့ဆရာဝန်ကြီးတွေအဲ့ဒါတွေကဘာတွေ့တုံးဆိုတော့တချို့ SIDS ကလေးတွေမှာဘာဖြစ်တုံးဆိုတော့serotonin ဆိုတာ brain မှာရှိရဲ့ဟိုပေါ့လေ neurotransmitter တခုကနည်းနေတယ်ပေါ့လေအဲ့ဒါဘယ်လိုတွေ့တုံးဆိုတော့သူက serotonin deprived mice ပေါ့လေကြွက်တွေကို serotonin ကိုသူက serotonin receptor ထုတ်လိုက်တယ်ထုတ်ပြီးတော့မှကြွက်သေးလေးတွေကိုသူတို့အောက်ဆီဂျင်မပေးဘဲနဲ့ထားကြည့်တယ်သူတို့တွေကလုံးဝအိပ်ပျော်ရင်းကြောင်ဆုံးသွားတယ်ဆိုတော့သူတို့ရှိမှာဘယ်လိုခေါ်မလို့ဆိုတော့ auto triggering event တခုမပါလာဘူးပေါ့အဲ့ကလေးတွေကဆိုရင် normally ပြောမယ်ဆိုရင်ကလေးတွေဒီအိပ်နေတယ်အောက်ဆီဂျင်မရဘူးတခုနဲ့နှာခေါင်းကိုပိတ်မိနေတယ်မှောင်ရအိပ်မိနေတယ်ဆိုရင်ကလေးတွေကတဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်မလို့ဆိုတော့anoxic hypoxic ဆိုတော့ oxygen အုံနောက်ကိုမရောက်တာ ਨੇ သူတို့ဒီ oxygen ဒီမရောက်ဘူးပြီးတော့ရင် CO2 ဒီ carbon dioxide ဒီများလာတယ် hypoxia နဲ့ hypercarbia နှစ်ခုဖြစ်လာတယ်ဆိုတော့ brain မှာသူတို့ trigger လုပ်ပြီးမှအဲ့ကလေးဒီ anoxia ကြောင့်မလို့ gasping လုပ်တယ်ပြီးတော့ intro ဒီလို event ပေါ့လေဘေးကိုသူတို့ဒီခေါင်းကိုထားပြီးတော့မှ oxygen မရရအောင်ရှူရဲ response တခုရှိရအဲ့ response ကသူတို့ရှိမှမရှိတော့အဲ့ response မရှိတဲ့အတွက်ကြောင့်မလို့ဒီကလေးဒီ oxygen မရတဲ့အချိန်မှာတော့မှသူတို့မသိဘူး brain က sense မလုပ်ဘဲနဲ့မသိရနိုင်တဲ့မျောပြီးတော့မှဘာဖြစ်တော့ဆိုဆုံးသွားတယ်အဲ့လိုမျိုးso normal response တခုဒီမကောင်းအဲ့ကလေးတွေမှာအဲ့လိုတွေ့ရတယ်ပြီးတော့ရင် premature baby ဆိုတာဟိုပေါ့လေလာမစီပဲနဲ့မွေးတဲ့ကလေးတွေမှာဘာဖြစ်တော့ဆိုတော့အဲ့ brain center တွေကကောင်းလေး develop မဖြစ်ကြဘူးအဲ့လို brain center develop မဖြစ်တဲ့ကလေးတွေမှာလည်းအဲ့ auto triggering ပေါ့လေ triggering hypoxic trigger မရတဲ့အတွက်ကြောင့်မို့သူတို့က oxygen ကောင်းမရလေသူတို့ရှိမှာ
လုံးဝဘာဖြစ်လို့ဆိုတော့အဲ့ oxygen မရတဲ့ဟာကိုတံပြန်ပြီးတော့မှဟိုအလုပ်ပြီးတော့နှာခေါင်းရွှေ့တာတို့ဟိုနောက်တစ်ခုကကြတော့ဟို yawning ပေါ့လေတန်းတာတို့အဲ့ mechanism တော့မရှိဘူးတို့ရှိမှာဘာလို့ဆို nerve ကကောင်းကောင်းမဖွင့်ပြတော့ကြတော့အဲ့လိုကလေးမျိုးမှလည်းပိုဖြစ်တယ်အဲ့ဒါကြောင့်မလို့ sits ဒီပထမ6လမှာတော်တော်များများဖြစ်တယ်6လနဲ့တစ်နှစ်ကြာထဲမှာကြောင့်နည်းသွားတယ်မရှိဘူးမဟုတ်ရှိတယ်6လနဲ့တစ်နှစ်ကြာထဲမှာလည်းဖြစ်တာရှိတယ်နည်းသွားတယ်အဲ့လို pathophysiology လည်းသူတို့ပြောတယ်တချို့ကြတော့လည်း Dravet syndrome ပေါ့လေ Dravet syndrome ဆိုတာ seizure ခဏတိုင်းရတယ်ကလေးကတက်အဲ့လိုဟာမျိုးဘာလို့တက်တုံးဆိုတော့သူတို့ရှိမှ brain မှာ channel တစ်ခုရှိတယ်အဲ့ channel တစ်ခုကပျက်စီးသွားတယ်ပေါ့ genes ကြောင့်ပျက်စီးသွားတယ်အဲ့ Dravet syndrome တွေ kids တွေမှာလည်းအဲ့ SIDS ကများတယ်ဆိုပြီးတွေ့တယ်ပေါ့လေအဲ့တော့ brain မှာအုံနောက်ထဲမှာ abnormal တွေတစ်ခုရှိတယ် channel တစ်ခုပျက်စီးသွားတယ် triggering ကိုသွားတဲ့ mechanism တစ်ခုပျက်စီးနေတယ်နောက်မှဆိုလည်းကောင်းကောင်းမဖွင့်ဖြိုးဘူးအဲ့လိုကလေးမျိုးတွေမှာပိုဖြစ်တယ်SIDS ရဲ့သဘောပေါ့လေအဲ့တော့ SIDS ကိုဘယ်လို prevent လုပ်လို့မိဘတွေသိချင်တာတော့ SIDS ကိုဘယ်လိုကာကွယ်မလို့ကာကွယ်လို့ရပါသလားကာကွယ်လို့မရပါဘူးကာကွယ်လို့မရတဲ့မှာဘာလို့ဆိုတော့ကိုမသိဘူးလေဘာကြောင့်ဖြစ်တယ်ဆိုတော့ကလေးကဘာကြောင့်သေသွားတယ်ဆိုတော့အခုတည်းသိပြီးတော့မှနားမလဲသေးဘူးသေတာတော့သိတယ်ဒါပေမဲ့ SIDS ဖြစ်ပွားမှုနှုန်းကိုကြာတော့လုပ်လို့ရလားဆိုတော့ရတယ်အဲ့တခုတော့ကောင်းတဲ့တဲ့ဘာဆိုတော့ကလေးတွေ SIDS မဖြစ်အောင်လို့ကျွန်တော်တို့ဘလို့လုပ်မယ်ဆိုတာကိုတော်တော်များများနားလေသဘောပေါက်သွားတယ်။ဘာလို့ဆိုတော့1993ရတယ်ပေါ့အခု2000ခုနှစ်အတွင်းမှာကျွန်တော်တို့ back to sleep ဆိုတဲ့ဟာကိုစပြီးတော့မှ pediatrician တွေပြီးတော့ကလေးတွေကိုဟိုအလုပ်တဲ့သူတွေ daycare center တွေအမေဖေတွေကို educate လုပ်တဲ့အခါကျတော့အဲဒီ back to sleep ကြောင့်မလို့90% SIDS ကကျသွားတယ်။90%ဆိုတော့မနည်းဘူးလေ။မနည်းဘူး90%တော့ကျသွားတယ်ဆိုတာဘာကြောင့်လဲဆိုတော့ဒီ back to sleep ကြောင့်မလို့back to sleep ဆိုတာဘာလို့ဆိုတော့ကလေးကိုသိရင်သူ့ရဲ့နောက်ကျောမှာပဲသိမယ်မှောက်ရမိတ်သိဘူးဟိုဒီ one bite နဲ့မအိတ်တယ်ကလေးရအဲ့လိုဟာမျိုးပြီးတော့ရင် firm mattress ပေါ့လေ mattress ဆိုအောက်မှာလေပျော့စီပါစီပျော့စီတွေအဲ့ဒါမထားနဲ့အောက်ကဟိုဟာလေဟို mattress ဆိုတာဘာလို့ဟိုမွေရလေခမမလေး firm လို့ခေါ်တယ်hard လည်းမဟုတ်ဘူးဆိုတော့မပြော့မှာပေါ့ more on the firmer side ဆိုတော့နည်းနည်းမာတဲ့ side အဲ့ကိုပို့ပြမှာထားပြီးတော့ရင်ဒီမှာကျတော့ဘာလို့တုံးဆိုတော့ဘာလို့ဆိုတော့ mattress ကိုသူတို့ရဘယ်လိုလုပ်တော့အဲ့မွေးရကိုအုပ်တဲ့ခါကျရင်သူတို့ရ fitted sheet လို့ခေါ်တယ် fitted sheet ဆိုတော့အောက်မှာဟိုပါပေါ့လေမြော့ဂျိုးပါပြီးသားအဲ့ဒါနဲ့ဘာနဲ့အုပ်ထည့်လိုက်တယ်အုပ်ထည့်လိုက်ရင်သူကမရွေ့တော့တော်တိုင်ရောဆိုတော့ဟိုတချို့ဟိုဗမာပြည်မှာလည်းရှိပါတယ်ဟိုတခြားနိုင်ငံတွေမှာလည်းရှိပါတယ်လုပ်နေတဲ့ဟာမျိုးအဲ့လိုမြော့ဂျိုးအောက်မှာလည်းအဲ့လို fit လုပ်လိုက်တော့ fitting ကျတဲ့ဟာမျိုးအဲ့တော့ကျတော့အောက်က padding ကလည်းမရွေ့တော့တော့နာခောက်တာတွေမရှိတော့ဘူးနှာခေါင်းကိုသွားပြီးမှမပိတ်တော့ဘူးအဲ့လိုဟာမျိုးပေါ့ fitted sheet ထားပါခင်းပြီးတော့ကလေးကိုသူ့ကနေသူတည်အောင်ကောအနောက်မှာကြောပြီးပြီးမှအိတ်သူ့ကိုကြောမှာထားပြီးမှအိတ်ဘိုင်းနဲ့မိတ်စိတ်နဲ့အဲ့လိုဟာမျိုးပေါ့လေပြီးတော့ဘာနောက်တစ်ခုကပြောတော့ဆိုတော့အဲ့ကလေးကိုမိခင်နဲ့အတူမိန်နေဘာလို့ဆိုတော့bed sharing ပေါ့ bed sharing မလုပ်ရဘူး you can share the room but not the bed ဆိုတော့ share the room sharing ကရတယ်ကလေးကိုအခန်းထဲမှာထည့်စိတ်ပူတယ်အကုန်လုံးမိပါတယ်အကုန်လုံးကစိတ်ပူကြတာပဲအဲ့တော့အခန်းထဲမှာမိပါတယ်အိတ်တဲ့အခန်းထဲမှာ crib နဲ့ထားတတ်စီထားပြီးတော့ရင် don't share the bed share the room but not the bed အဲ့လိုမျိုးထားအဲ့လိုထားပြီးမှသိရင်အဲ့လိုသူတို့ program တွေပေါ့လေထားပြီးမှ educate လုပ်တော့90%တော့ crib တွေကcrib death လို့ခေါ်တာပေါ့ဒီမှာတော့layman term ပေါ့လေအရက်စကားအနေနဲ့ကတော့ crib death လို့ခေါ်ရတယ် crib death or SIDS က90%တော့ကြာသွားတယ်အဲ့တော့တည်ရပထမတစ်ချက်ကသူတို့ဟိုမှောက်ရမိတ်စင်းနေသူတို့ကောင်းတယ်နောက်တစ်ခုကကြတော့ဘာလို့ရမလို့ဆိုတော့ဒီသူတို့ထားတဲ့ crib ပေါ့လေ crib ဆိုတာဟိုကလေးအိတ်တဲ့ဟိုပေါ့နေရာလေးမှာဘယ်လိုခေါ်မလို့ဆိုတော့ blankets တွေပေါ့လေအနွေးတွေပိုင်းညာတွေအဲ့လိုဟာမျိုး blanket ဆိုတော့တရားမှာစောင်းပေါ့လေစောင်းနေအများကြီးမထားနဲ့စောင်းမလို့ကလေးတွေကနောက်တစ်ခုကကြတော့သူတို့ရှိမှာဘာလို့ဆိုတော့ကစားစရာအယုတ်တွေအမွှေးပယုတ်တွေဒီ stuffy animals တွေအဲ့ crib တွေမှာမထည့်အောင် crib ကတစ်ခါကျတော့ stuffy animal ကမျက်နှာပေါ်လာပြီး over မှာကလေးတွေတည်တတ်တယ်အဲဒါကြောင့်မလို့ဘာမှမထားနဲ့ကလေးဒီ
firm mattress fitted sheet နောက်တစ်ခုကသူတို့ PJs လို့ဟာမျိုး onesie ပေါ့လေဝတ်ထားပေးလိုက်ကလေးအပူအရမ်းများရင်လည်းအရမ်းနွေးအောင်ထားရင်လည်းအဲ့နွေးတဲ့ကလေးတွေကလည်းတေးတာတွေ့ရဆိုတော့အရန်ထုတ်ထားတယ်ပေါ့လေကလေးထုတ်တော့ကြတော့ဘာဖြစ်တော့အဲ့အပူထက်ကြမလို့သူတို့တွေက brain ကအလုံးမလုံးတော့အဲ့အပူထက်ကြမလို့ဘာဖြစ်တော့ဆိုတော့ကလေးတွေကနည်းနည်းလေးပို့ပြီးမှသူတို့ရဲ့ core body temperature တက်တာနဲ့တကယ်နဲ့ brain ကအလုံးမလုံးတော့ကြတော့အဲ့ mechanism ပေါ့လေ auto resuscitation mechanism မရှိတော့အဲ့ချိန်ကြတော့လေကလေးတွေက sits ဖြစ်တတ်တယ်အဲ့တော့ညာကိုကအင်ဂျီတစ်ထပ်တည်းဝတ်ထားတယ်တစ်ထပ်နဲ့ okay တယ်ကလေးလည်းတစ်ထပ်နှစ်ထပ်လို့ရဲဆိုရင်သူတို့ခနွေးအမွေးပွားအားလုံးတစ်ခါတည်းဝတ်ပြီးတော့မှတိတ်လိုက်zipper လို့ဟာမျိုးနဲ့လေအားမျိုးနဲ့တိတ်လိုက်သူတို့စောင်းနေအထက်ပတ်တာတို့စောင်းနေတင်ပေးတာတို့အဲ့မလို့ပြီးတော့ခေါင်းလုံးဝမလို့ကလေးတွေကောင်းကလေးပြတ်တာမရှိဘူးသူတို့အဲ့ဟိုပါမယ် crib ပါမယ်ဒီတိုင်းပဲ firm mattress ပါမယ်ဒီတိုင်းပဲအိပ်ပါစေကောင်းလည်းမလို့အဲ့ဒါတွေလှုပ်ချင်းအဖြစ်sets ပေါ့လေ sets ရခိုင်တော့တော်တော်များများကြာသွားတယ်ဒီခါလေးစားမေးတယ်monitor လို့လား baby monitor ရှိရင်ကောင်းပါတယ်ရှင်ထားလိုက်ဒါပေမဲ့တင်အောင်လားpulse ox monitor တို့ heart rate monitor တို့အများကြီးသုံးကြတယ်တချို့ကြလည်းစိတ်ပူပြီးသုံးရင်ဘာဖြစ်တော့သုံးတော့မလိုအပ်ဖြစ်နေအဲ့ဒါတွေကထပ်ပြီးမိရတင်းတောင်းအမေကလုံးဝအိတ်လို့မရတော့တညလုံးအဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့ sensitive တွေက low ဖြစ်တယ်နောက်တစ်ခုက heart rate monitor ပေါ့လေ heart rate ICU မှာလည်းကျွန်တော်တို့ ICU မှာလည်းပြောပါတယ် oxygen sensor တကယ်တမ်း pulse ox ဆိုခေါ်တဲ့ဒီဟာလေးကလေးရဲ့လက်ကိုလက်ပြားတွေခြေပြားတွေမှာတိုင်းတာ oxygen တိုင်းတဲ့ဟာတကယ်တမ်းဘာဖြစ်လို့ဆိုတော့ကြပြီးဟေးဆို oxygen ကြပြီးဟေးဆိုရင်ဟို80 ကြပြီးဟေးဆိုရင်တကယ်တမ်းက brain ကအဲ့ချိန်မှာကြာနေတာ10မိနစ်2မိနစ်လောက်ရှိနေပြီဆိုတော့သူကစောစီဖမ်းမမိဘူးအဲ့ oxygen တော့ပြီး heart rate ကြာတာလေနောက်ကြာမှပဲတည်တယ်ဆိုတော့ကလေးဒီoxygen brain ကိုမရတာ2မိနစ်ပဲလိုတယ်2မိနစ်3မိနစ်ဆိုရင်သွားပြီး oxygen brain ကလုံးဝမရရင်ပျက်စီးသွားပြီလုံးဝမရတော့ကလေးရဲ့ brain dead ပေါ့လေ brain မှာ oxygen မရတော့တကယ်အရေးကြီးတဲ့နေရာကြီးပျက်စီးသွားပြီးတော့ကလေးဒီအကောင့်တိုင်းပြန်မရတော့ပေါ့လေကလေးဒီရမယ်အသက်ရှင်လာရင်လည်းvegetative state ပေါ့လေ vegetative state သူစကားမပြောနိုင်တော့ဘူးသူမှာအဲ့လိုကြော်ရီဆွဲမယ်တွန်းလင်းကြော်ဆွဲအဲ့လိုဟာမျိုးယောဂါတွေမျိုးရသွားတယ်ဘာလို့ oxygen မရတော့ brain ကအဲ့လိုဖြစ်နိုင်တယ်ဆိုတော့အဲ့လိုဟာမျိုးကတော့normal babies တွေမှာတော့တိတ်ပြီးတော့ recommend မလုပ်ဘူးဒါပေမဲ့ preemie babies premature တကယ်တော်တော်လေး premature ဖြစ်တယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်မယ်ဆရာဝန်က okay ဒါထည့်မယ်ဆိုရင်သူတို့တွေ monitor ပေးပြီးတော့ monitor နဲ့အင်ကိုလှုပ်လို့ရတယ်အဲ့တစ်ချက်ပဲ normal babies တွေမှာ monitor လုပ်လာ video cam nanny cam အဲ့ဒါတွေကတော့ monitor လုပ်လို့ရတာပေါ့လေဘာလို့ဆိုတော့ monitor လုပ်တာအမေဖေရဲ့နည်းနည်းစိတ်လဲတက်တာရတာပေါ့ဆိုတော့အဲ့လို monitor လုပ်လို့ရတယ်နောက်တစ်ခုကsecond hand smoke ဒီအောင် cigarette smoking vaping အဲ့လိုလုပ်ရင်လည်းကလေးတွေကအဲ့လိုအမေဖေတွေပေါ့လေအမေဖေနောက်ဆိုလည်း caregiver တွေက smoke လုပ်တယ်ဆိုရင်လည်း SIDS ရဲ့ chance က increased များတယ် SIDS chance အဲ့ဒါကြောင့်မလို့ဟိုအဲ့လို smoking ဆိုရင်လည်းဆရာဝန်တွေကြိုက်ဘူးကလေးနာမှာနောက်ဆိုလည်းကလေးရဲ့အပြင်မှာ trauma smoke လို့ first hand smoke second hand smoke third hand smoke အကုန်လုံးဒုက္ခပေးတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါတွေကလည်း SIDS ရဲ့ rate ကို increase ဖြစ်စေတယ်ဆိုတော့ဟိုအဲ့ဒါတွေမလုပ်ချင်အပြင် SIDS ရဲ့ rate ကအများကြီးကျသွားမယ်ကလေးလည်းပိုပမာကောင်းမှာပေါ့လေတိတ်ပမာဟိုစိတ်မပူရအောင်များသောအားဖြင့်ဒီအချက်တွေကိုဟိုအမေဖေတွေကဂယူဆိုင်တယ်တေချာဂယူဆိုင်ပေးတယ်ဆိုရင်SIDS increase SIDS rate of reduction ပေါ့လေ reduction 50% reduction ဆိုမနေဘူး50% reduction တခါရင်ကြာသွားတော့အခုပြချင်တာကတော့ကလေးပေါ့လေဒီကလေးဒီလိုအင်ဂျီလေးကိုထားပြီးပြဿနာမရှိဘူးဒါတွေမထားနဲ့ဒီလိုဖြစ်သွားရင်ဒုက္ခတွေ့မယ်ကလေးကိုပြီးသွားရင်ဒီလို position မှာအိပ်ပါနဲ့ဒီလို position အိပ်တယ်ဆိုရင်ဒီမှာနှာခေါင်းနဲ့ပိတ်မိသွားပြမှာကလေးဒီဟိုမဖြစ်တော့ဘူးဟိုအသက်ရှူရက်သွားနိုင်တယ်နောက်တစ်ချက်ကျတော့ကလေးကိုဒီလိုတော့တိတ်ပါတယ်ကောင်းတော့လုပ်ပါတယ်ဒါပေမဲ့အဲ့ဟိုပါပေါ့လေဘယ်လိုခေါ်မလဲဆိုတော့ဒီ blanket ပေါ့လေ blanket ဆိုတာသူတို့ရဲ့ဟိုပါပေါ့
အမွေးပွားပဲဖြစ်ဖြစ်ဘယ်လိုမျိုးဒါမျိုးတွေတိတ်တာတို့ဒါတွေကမကောင်းဘူးလုံးဝမလုပ်တယ်ဘူးဟိုဒါတွေဖဲဒါကိုလည်းဖဲကလေးကိုလည်းအထဲထဲမှာပေါ်တော့နဲ့မတိုက်ပေါ်တော့တိုက်ပြီးမအိမ်နဲ့ဒီဟာလေးပဲပြီးတော့ firm ဒီလိုအနေထားမျိုး mattress ဒီအရင်မပြော့ရဘူးခက်မာလေးပေါ့လေဒီလိုအနေထားမျိုး mattress မှာထားပြီးတော့ရင်ဒါတော့ဟိုသဘောအနေနဲ့ပြတာပေါ့အဲ့လိုဟာမျိုးဆိုရင်ကလေးတွေရဲ့ sudden infected syndrome ကကြာသွားမှာပါကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် thank you